အမတယောက်ပေါ့နော်သူကလေသူကလေအဲ့လိုမျိုးလေလာပြောခိုင်းလို့ပေါ့နော်ဒါပေမဲ့သူ့ကိုတနာလို့ပြောပြတာနော်ပြောပြသူကဝန်ထမ်းမဲ့သူ့ယောက်ျားဒါပေမဲ့ဒီလိုမျိုးကလေးနှစ်ယောက်ရှိတယ်ဒါပေမဲ့သူကလည်းချော်လေးပဲလေးပဲဒါပေမဲ့သူယောက်ျားအဲ့လိုမျိုးပေါ့နော်line ပေါ်ကနေပြီးတော့အဲ့လိုမျိုးပေါ့ line ပေါ်ကနေတစ်ဆင့်ဒီလိုအပျော်ပါးမှတဲ့အဲ့လိုမျိုးနေရာတွေသွားရတယ်ပေါ့နော်သွားရတယ်ဗာညာသွားပြီးတော့အဲ့ကတ်ကောင်မတကောင်နဲ့ဖြစ်လာတယ်ပေါ့ဖြစ်လာပြီးတော့ကိုယ့်ရဲ့ဂုဏ်သိက္ခာမှမထားကိုယ့်ရဲ့ဒီလိုမျိုးပေါ့တာသမီမျက်နှာမှမထားပေါ့နော်မယားမျက်နှာမှမထားပေါ့အဲ့ကောင်မနဲ့ပေါ့အဲ့လိုမျိုးခုပြေးသွားတယ်ပေါ့နော်ခုပြေးသွားတယ်သူကအဲ့လိုမျိုးသူအရေးတိတ်မယူကြဘူးပေါ့နော်မယူကိုသူကလည်းသူ့ယောက်ျားကိုမိခိုနေရဆိုတော့သူကလည်းအလုံးမရှိတော့ခါကြသူယောက်ျားအလုပ်ပြုတ်မှလည်းကြောက်တယ်ပြီးရင်ဒီလိုမျိုးသူကကလေးနှစ်ယောက်နဲ့ဆိုဘာမှမလုပ်တတ်မကိုင်တတ်ဆိုတော့အဲ့လိုမျိုးတနာကြတယ်ဒါပေမဲ့မိမတွေကဝင်ငွေမရှိရင်အဲ့လိုပဲတလားနော်ယောက်ျားတွေကိုမိခိုရင်ယောက်ျားတွေအဲ့လိုမျိုးတိတ်ပြီးခံကြရတလားငါဆိုရဲမှန်ငါထားရနေစေရတော့ဒီကောင်မဘာမှအတုံးကြပါဘူးငါလှုပ်ချင်တယ်လို့လုပ်လို့ရတယ်ဆိုအဲ့လိုမျိုးစိတ်ရှိတဲ့လူကများတယ်နော်အဲ့မှလည်းအဲ့လိုမျိုးပေါ့နော်ရင်လာဖွင့်ပြကိုတော့နားထောင်နေငိုမိပါရဲ့တလားနော်အားလည်းပေးလိုက်ပါတယ်ဒါပေမဲ့အမလို့ကွဲမပေးနေလို့ဒီတိုင်းပဲနေလို့ဒါပေမဲ့အမမခံစားနိုင်တော့ဘူးဆိုလို့ရှိရင်တော့အမပြတ်သားနိုင်နေဆိုရင်အမရက်တည်နိုင်နေလက်မထောင်နေဆိုရင်တော့ကွဲနော်ကိုစိတ်ကတကိုတဘောအတိကပဲသူများမေးမနေနဲ့သူများကဘေးရပဲနားထောင်လို့ကောင်းတာလို့ဝင်ဆွတ်ဖက်လို့ရှိရင်အမခံစားနေရအမသိဆုံးတယ်လို့ပြောပြရဒါပေမဲ့ပြောပြမယ်အဲ့ရဲ့သူ့ရဲ့မင်းငယ်ကစမ်းတယ်နော်မင်းငယ်ကစမ်းတယ်သူကလေးနှစ်ယောက်အဖေသူဗာလဲဒါရှိတယ်ဆိုတာသိတယ်နော်ပြီးလို့ရှိရင်သူအိမ်အောင်တယ်ဆိုတော့သိရဲ့ဘာလို့တီနေအဲ့မြင်ငယ်ကြအဲ့လိုမျိုးလက်ခံတာလဲဒါဆိုရင်သူ့ရဲ့သားသမီးလေးတွေမိန်းမတွေကိုချင်းစာပေလေးဟုတ်တယ်မလားကိုချင်းစာပေလေးမရဲ့ကြီးဘက်ကနေပြီးတော့ငါဒီလိုလုပ်လိုက်သူများတိုက်ပြမရှိဘူးအဲ့ဒါကိုဥပမာပြောချင်တာနော်လူတိုင်းမဟုတ်ဘူးလို့လာပြောတဲ့လူတိုင်းပဲမရဲ့ငယ်တိုင်းပဲနော်အမလေးသူတို့ချီးကြွေးကြည့်ပါလားစားမယ်ထင်လို့လားအဲ့မရဲ့ငယ်မရဟမ်သူတော်ကောင်းမကြီးလာလောက်ပြမယ်လေပတိကင်ပြမယ်လေစိတ်သဘောထားဖြစ်စေငါတို့ကိုထောက်ခဲနေမိမရှိသေးတယ်ဆိုလာမလို့နဲ့မရဲ့ကြီးဘက်ကလည်းထောက်ခဲမယ်